မိတ်ဆွေတကယ်ချင်းများအားလုံးမင်္ဂလာပဲဗျာကျွန်တော်အောင်မြင်သူကောက်ကနေ့ရက်လွှတ်လိုက်တာ9နိုင်ဘောခွဲလောက်ကလွှတ်လိုက်တာ9နိုင်ခွဲ10နိုင်လောက်မှာပဲ2နာရီခွဲ3နိုင်လောက်ပဲကြာတယ်ယူကနေပြီးတော့ပိတ်လိုက်ပါရဲ့နော်3D လိုက်မြင်ဖို့ပိတ်လိုက်တဲ့အတွက်ကျန်လာတင်လို့ရပါတော့ 3D လိုက်တော့တင်လို့မရဘူးအဲ့ကြောကိုကျွန်တော်ဒီထက်အောင်ကျော်ဆိုတဲ့ကောက်ကနေပြီးတော့ဒီညာဆက်လက်တင်ပြပါမယ်နော်ကျွန်တော်ကောက်ကိုလေထက်အောင်ကျော်ကောက်ကိုလေအောင်မြင်သူမိတ်ဆွေများ friend တွေကကောက်အထားပေးကြပါနော်အဲ့ဒီကောက်ကပဲကျွန်တော်ဆက်ပြီးတော့တင်ပြပါမယ်တရားရှားတစ်ခါတော့ည6နိုင်ကို9နိုင်ကြားထဲမှာကျွန်တော်တင်သွားပြီနော်ကျွန်တော်မိတ်ဆွေများလိုက်ရင် share လေးလုပ်ထားကြပြီးပါနော်ကျေးဇူးပြုပြီးတော့အဲ့မှာအားလုံးနဲ့တည်အောင်ပါနော်ကျွန်တော်အကောက်တင်မလို့ပါနော်ဖေးဖို့ကနေပြီးတော့ကျွန်တော်ပြမယ်နော်ဒီဆယ်ရီမှာသူကဆယ်ရီမှာ4ခွန်5ထောင်လာ4ခွန်5တောက်ဖြတ်ထောင်လေ4ခွန်5เนาะအလဲ4ထိပ်ခွန်လဲ5ပိတ်ထောင်လေအမျိုးထောင်ပြီးတော့တဲ့အမျိုးထောင်ပြီးတော့ဒီ3နှစ်ချမ်းမှာ316ဆိုတာလေးထွက်တယ်316ထွက်တယ်ဒီ316ကတပင်ကျော်မှာပြန်ကြရနော်တပင်ကျော်မှာပြန်ကြတယ်316ကတပင်ကျော်မှာပြန်ကြတယ်အဲ့ဆိုရင်ကျွန်တော်ဒုတိယကက်ကိုကြည့်မယ်နော်နှစ်ကက်ဆိုင်နေမယ်ဒုတိယကက်10ရင်မှာပဲ7မှာပဲ4ခွန်5ဆိုတာတောက်ဖြတ်ထွက်တယ်နော်တောက်ဖြတ်ထောင်တယ်4ခွန်5ဆိုတာတောက်ဖြတ်ထောင်တယ်ထောင်ပြီးတော့သူ့ရဲ့3နှစ်ချမှာက10ရင်မယ်နော်63ရဆိုတဲ့ကလန်းလေးကသူ့ရဲ့12ချိန်မှာတပင်ချပြီး12ချိန်မှာ63ရပတ်လက်ပြန်ကြပါနော်အဲ့ဆိုပထမကပ်ပြန်သွားမယ်နော်ပထမကပ်မှာ4ခွန်5တောက်ပြတ်ထောင်တယ်ထောင်ပြီးတော့10ချိန်မှာ4ခွန်5တောက်ပြတ်ထောင်တယ်ထောင်ပြီးတော့သူ့ရဲ့3နှစ်ချမှာ316ဆိုတဲ့ကလန်းကြားတယ်အဲ့ဒီကလန်းကတပင်ကျော်မှာ163ဆိုပြီးကလန်းတူကလန်းပြန်ကြားတယ်ကြပြီးပြီလားလေအဲ့ဒီရဲ့ဒုတိယကြားတယ်ကလန်းတူကလန်းဒုတိယကြားတယ်3နှစ်ချ4နှစ်ချမှာ1 2 3 4နှစ်ချမှာက9ခုဝင်ဆိုတဲ့ကလန်း9ခုကလန်းကြားတယ်နော်9ခုဝင်ဆိုတဲ့ကလန်းကြားအဲ့ကလန်းဘယ်ကြားလဲဆို12ချိန်မှာနော်9ခုကလန်းကြားဘယ်ကြားလဲဆိုသူ့ရဲ့ပေါ်တက်တယ်ပဲဟိုဒီချိန်မှာပေါ်တက်တဲ့ဒီချိန်မှာကနော်ဒီချိန်မှာဒီမှာ9ထိတ်တယ်9ထိတ်တယ်ဒီမှာက9ထိတ်တယ်9ထိတ်တယ်9ထိတ်တယ်ဒီမှာ9ပိတ်တယ်နော်9ခွန်ဆိုတဲ့နော်9ထိတ်9ထိတ်9ပိတ်9ခွန်ဆိုတဲ့ကဏ္ဍကိုတဲ့နော်9ခွန်ဆိုတဲ့ကဏ္ဍကိုတဲ့နော်ဒီနှစ်ထဲမှာပဲအဲ့ဒီနှစ်ထဲမှာပဲ12ချိန်မှာ9ခွန်ကကြားတယ်နော်9ခွန်ကကြားတယ်ဘာကြောင့်ဒီနေရာမှာကြားလဲဆိုတော့သူ့ရဲ့လင်းနေချမှာက163ကြားတယ်အဲ့ဒီ163သူ့ရဲ့အပေါ်တပင်ကျော်316ကတပင်ကျော်မှာကဏ္ဍလူကဏ္ဍပြန်ကြပြီးတဲ့သူ့ရဲ့လင်းနေချမှာမှာဒီအပေါ်ကနေဦးက9ထိပ်ခုံပိတ်ဆိုကဏ္ဍလေးကို9ခုံဆိုကဏ္ဍလေးကိုဒီထက်မှာ12ချိန်မှာပဲပြန်ကြပေးတာပါတယ်နော်ပြန်ကြပေးတာပါတယ်အဲ့ဒီပြန်ကြပေးတာ ਨੇ သူ့အောက်မှာ354ဆိုတာကပုံလေးထွက်တယ်354ပုံလေးထွက်နော်အဲ့မျိုးကြပေးပြီးတာ ਨੇ 354ပုံလေးထွက်တယ်အဲ့ဒါကျွန်တော်တက်ကကြည့်မယ်နော်ဒီတက်ကကိုပြန်ကြည့်မယ်ဒီတက်က4ထိပ်ခွန်လဲ9နောက်ပိတ်4ခွန်5ဆိုတဲ့တောက်ပြတ်ဇောင်းထိုးရပါတော့ဇောင်းထိုးပြန်လဲသူ့ရဲ့3နှစ်ချမ်းမှာကလန်းကြာ63ပုံညာဆိုတဲ့ကလန်းကိုတပင်ကျော်မှာ
36ညာဆိုပြီးကနန်းလူကနန်းပြန်ကြာရင်တပင်ကြားမှာကနန်းလူကနန်းပြန်ကြာအဲ့လိုကြာပြီးရတယ်သူရဲ့36ညာဒုတိယ36ညာရဲ့၄နှစ်ချမှာ၄နှစ်ချတော့ဒီမှာ၄တစ်ခုဆိုတဲ့ကနန်းကနော်၄တစ်ခုဆိုတဲ့ကနန်းဘယ်ရရဆိုကနန်းဆိုသူရဲ့ပထမကတ်တိုင်းပဲသူရဲ့အပေါ်ဆုံးတက်လိုက်တယ်ပေါ်တက်လိုက်တယ်ပေါ်တက်လိုက်ပြီးတော့ဒီမှာတစ်ထိပ်ဒီဘက်ဇောင်းမှာက၄ထိပ်တစ်ထိပ်၄ထိပ်ကွန်ပိတ်နော်၄တစ်ခွန်ဆိုတဲ့ကနန်းနော်၄ထိပ်တစ်ထိပ်ကွန်ပိတ်၄တစ်ခွန်ဆိုတဲ့ကနန်းကိုလေနော်အဲ့ဒီ12ချိန်မှာအဲ့ဒီနေ့12ချိန်မှာ၄တစ်ခွန်ဆိုတာတဲ့ပဲနော်သူပြန်ကစားလာပြီးအဲ့မျိုးဘာကြောင့်ဒီနေရာမှာကစားပေးရလဲဆိုတော့သူ့ရဲ့လင်းနေချမှာက363ညာကသူ့ရဲ့အပေါ်တပင်ကျော်633ညာကိုတပင်ရှားပြီးတော့363ညာပြန်ချတဲ့အတွက်သူ့ရဲ့လင်းနေချမှာက၄တစ်ခုဆိုကနန်းအပေါ်က၄ထိပ်တစ်ထိပ်ခုံပိတ်ကနန်း၄တစ်ခုဆိုကနန်းကို၄တစ်ခုဆိုကနန်းပြန်ကစားလာပြီးရနော်ကစားလာပြီးရအမျိုးသားလာပြီးရင်သူ့ရဲ့အောက်မှာက435ဆိုတာပတ်လဲပုံနေလိုက်တယ်နော်435ဆိုတာပုံနေတက်တယ်435ဆိုတာပတ်လဲပုံနေတက်တယ်အဲဆိုရင်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ကြည့်လိုက်မယ်နော်ပထမကပြန်သွားလိုက်မယ်နော်ပထမကပြန်သွားလိုက်ဟုတ်ပြီဗျာကျွန်တော်ရေးကောက်ပါလိကျွန်တော်ရေးအောင်မြင်သူကောက်ကအမှာရှင်းနေညာလိုက်လွင်လိုက်တော့ဒီလိုက်လွင်ပေးလိုက်တယ်ပေးလိုက်ပြီးတော့3နိုင်လောက်ပဲခံနေကြတာ9နိုင်ခွဲလောက်မှလွင်တယ်9နိုင်ခွဲ10နိုင်လောက်မှပဲဒီမှာဟိုပိတ်လိုက်တယ်ပေါ့နော်ပိတ်လိုက်တယ်နောက်ဒီယူကပိတ်လိုက်တာပေါ့နော်ဒီယူကပိတ်လိုက်တယ်သူက3D လိုက်မတင်နဲ့ပေါ့3D လိုက်မတင်နဲ့တင်လို့ရှိရင်တခါတည်းကိုကျွန်တော်ကောက်ကိုယူကောက်ကိုနားမယ်ပေါ့နော်တခါတည်းပိတ်လိုက်မယ်ဆိုပြီးပြောတယ်ပြောတယ်ကျွန်တော် 3D နောက် 3D လိုက်တွေကိုဒီထက်အောင်ကြော်ကောက်ကနေပြီးတော့ထက်အောင်ကြော်ဆိုရကောက်ကနေပြီးတော့ကျွန်တော်လွှင့်ပေးပါမယ်နော်အဲဒါဘယ်တော့ကတည်းကနော်ဆယ်ရင်မှာ4ခွန်5တောက်ပြတ်ထောင်တယ်4ခွန်5ဆိုတောက်ပြတ်ထောင်တယ်ထောင်ပြီးတော့တောက်ပြတ်ကြာပါတော့ကြာပြီးတော့သူ့3နှစ်ချမှာက316ဆိုတဲ့ကနန်းကသူ့ရဲ့တပင်ရမှာ316 3ဆိုတဲ့ကနန်းတူကနန်းပြန်ကြာအမြကြာကြာပေးပြန်တယ်သူ့ရဲ့ဒီနှစ်ချမှာက9ခွန်ကနန်းရအဲ့ဒီ9ခွန်ကဘယ်ရလဲဆို9ခွန်ကဘယ်ရလဲဆိုတော့နော်သူ့ရဲ့အပေါ်ဆုံးက9ထိပ်တစ်ထိပ်ခွန်ပိတ်နော်9တစ်ခွန်ဆိုတဲ့ကနန်း9ထိပ်ခွန်ထိပ်ခွန်ပိတ်9ခွန်ဆိုတဲ့ကနန်းကိုသူ့ရဲ့ဒက်12ချိန်မှာ9ခွန်ဆိုတာပြန်ကြရနော်9ခွန်ဆိုတာပြန်ကစားတယ်9ခွန်ကစားပြီးရတယ်သူဒီနေရာမှာဘာကြောင့်ကစားဆိုတော့သူ့ရဲ့လင်းနေချမှာက163ညာသူ့ရဲ့တပင်ကျော်မှာ316က163ညာတပင်ကျော်မှာကြာလာတယ်သူ့ရဲ့လင်းနေချမှာ9ခွန်ဆိုတာနော်အခုပေါ်က9ထိပ်9ခွန်ဆိုတဲ့ကနန်းကို9ခွန်ဆိုတဲ့ကနန်းကိုဒီမှာပြန်ကစားလာပြီးရတယ်သူ့အောင်မှာသူညာ54ဆိုတဲ့ပတ်လဲပုံလေးရိုက်တယ်ပုံညာကလည်းပုံလေးရိုက်ပြီးတော့သူကအဲ့ဒီဘလို့ဆက်ဖြစ်လဲဆိုအဲ့ဒီကနန်းလေးကပေါ်သွားလိုက်မယ်နော်ဒီမှာခွန်ပိတ်လေးရဲ့3နှစ်ချမှာ68နှစ်ဆိုတဲ့ကနန်းကဒီ68နှစ်ပေါ့နော်89နှစ်ဆိုတဲ့ကနန်းကခွန်ပိတ်ရဲ့3နှစ်ချသူကတိုင်မင်အတူတူပဲနော်တိုင်မင်တူပဲအချိန်အတူပဲအားလုံးတူပဲခွန်ပိတ်ရဲ့3နှစ်ချ89နှစ်ဆိုတဲ့ကနန်းက89နှစ်ဆိုတဲ့ကနန်းကတဲ့ထွက်တယ်ပေါ့နော်ဒီ89နှစ်ကနန်းထွက်အဲ့ဒီ89နှစ်ကနန်းကဘယ်ထွက်လာလဲဆိုကျွန်တော်ရှာကြည့်တော့ဒီမှာပထမကကနန်းတူကနန်းကြားတယ်316ပင်ကျော်ကြားတယ်ဒီပထမ316ရဲ့အပေါ်6ပင်တက်မယ်1ဇောင်း6ပင်တက်တာပေါ့နော်1 2 3 4 5 6ပင်တက်တဲ့9ရှင်းနေဆိုတဲ့ကနန်းကလည်းနော်6ပင်တက်တော့9ရှင်းနေဆိုတဲ့ကနန်းကဒုတိယတပင်ကျော်မှာကြားတယ်ကနန်းလူကနန်းပြန်ကြား163ရရဲ့ဇောင်း7ပြန်ထွက်မယ်ဇောင်း7ပြန်ထွက်မယ်ဆိုရေးလိုက်မယ်1 2 3 4 5 6ခွန်8 9 7ပါနော်ဒီကနန်းပြန်ထွက်လာတယ်ပထမက316ကြားတယ်တပင်ကျော်မှာကြားတယ်316ရဲ့ဇောင်း6နှစ်တက်တဲ့9ရှင်းနေဆိုတဲ့ကနန်းကဒ
ဒုတိယတုံညာတစ်ချောက်ကစောင်းစနစ်မှာပြန်ကစားပြီးပါတယ်နော်ဒီကလေးဒီကပြန်ကစားပြီးပါတယ်နေရပြီဗျာဒီခုနှစ်ပိတ်လေးရဲ့ဒီပင်ကျော်ကိုရှင်းကဒီပင်ကျော်ကိုရှင်းကဒီခုနှစ်ပိတ်ရဲ့ရှေ့3နှစ်ချပြီးတော့ရှစ်9နှစ်ဆိုပြီးပြန်ကစားတာပေါ့နော်အခုပထမကအဒီချက်ကကြည့်မယ်နော်ဒီချက်ကမှာဆယ်ကြီးမှာပဲနော်၄ထိပ်ခွန်လဲ9နောက်ပိတ်တယ်၄ခွန်5ဆိုပြီးတော့ဖြတ်ထောင်းတယ်ထောင်းပြီးတော့ဒီ၄ထိပ်လေးရဲ့3နှစ်ချမှာက6-3-3 ညဆိုတာကြားတယ်အဲ့ဒီ6-3-3 ညကသူ့ရဲ့တပင်ကျော်မှာ3-6-3 ညဆိုပြီးပြန်ကြားတယ်3-6-3 ဆိုပြီးပြန်ကြားတယ်နော်ပြန်ကြပြီးတော့ဒီဒုရက်ကက်ပေါ့နော်ဟုတ်လား3-6-3 ညတပင်ကျော်မှာ3-6-3 ညဆိုပြီးပြန်ကြားပြီးပြန်လဲသူ့ရဲ့၄နှစ်ချလိုက်ရင်၄ခွန်ဆိုကဏ္ဍထွက်တယ်၄ခွန်ကကြားတယ်အဲ့ဒီကဏ္ဍဘယ်ကကဏ္ဍလဲဆိုသူ့ရဲ့အပေါ်ဆုံးကတက်လိုက်တော့ဒီမှာတစ်ထိပ်သူ့ရဲ့ရှေ့တစ်ချာမှာ၄ထိပ်ခုနှစ်နောက်ပိတ်တယ်တပင်ကျော်မှာခုနှစ်နောက်ပိတ်တယ်၄ခွန်ဆိုတဲ့ကဏ္ဍကို၄ခွန်ဆိုတဲ့ကဏ္ဍကိုသူ့ရဲ့ပထမကတိုင်းပဲနော်၄ခွန်ဆိုတဲ့ကဏ္ဍကိုသူ့ရဲ့ဒီနေ့12ချိန်မှာပဲပြန်ကစားလာပြီးဘာလို့ဒီနေ့မှာကစားပြီးလာရဲဆိုတော့သူ့ရဲ့၄နှစ်ချမှာက3-6-3 4နှစ်ချပြီးတော့3-6-3 ကအပေါ်တပင်ကျော်ပြီး6-3-3 ကိုတပင်ကျော်ပြီးတပင်ချပြီးတော့3-6-3 ကြာတယ်ကြာပြီးတော့သူ့ရဲ့၄နှစ်ချမှာ၄ခွန်ကဏ္ဍကသူ့ရဲ့ပထမကတိုင်းပဲသူ့ရဲ့ဘော၄ခွန်ဆို၄ထိပ်1ထိပ်ခွန်ပိတ်၄ထိပ်1ထိပ်ခွန်ပိတ်4ခွန်ဆိုကဏ္ဍကိုလေဒီမှာ12ချိန်မှာပြန်ကစားလာပြီးနော်ဒီတက်ကပြန်ကစားလာပြီးသူ့အောင်မှာက4-3-5ပတ်လဲအော်တိုလိုက်တယ်နော်ပထမကတ်မှာလဲ4-3-5ပတ်လဲအဲ့လိုလိုက်ပြီးတော့ ਨੇ သူကပထမကတ်တိုင်းပဲဒီခုနှစ်ထိပ်ရဲ့ခုနှစ်ပိတ်ရဲ့ခုနှစ်နောက်ပိတ်ရဲ့3နှစ်ချလိုက်ရင်နော်ကျွန်တော်ဒုတိယထွက်ပြီနော်3နှစ်ချလိုက်ရင်ဒုတိယထွက်ပြီအဲ့ဒီထွက်ပြီကဘာကဏ္ဍလဲဆိုတော့နော်အဲ့ဒီထွက်ပြီကဘာကဏ္ဍရမလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့ဒီမှာပထမကတ်တိုင်းပဲဒီကဏ္ဍလူကဏ္ဍကြတယ်တပင်ကျော်မှာ6-3-3 ကပထမကတ်မှာက1-6-3 နော်3-1-6ကြားတယ်နော်ခုမှာ6-3-3 က3-6-3 ဆိုပြီးကြားတယ်တပင်ကျော်ကြားတော့သူ့ရဲ့ဇောင်း6နှစ်ကကဏ္ဍပေါ့နော်ပထမကတ်တိုင်းပဲ1-2-3-4-5 6နှစ်ကကဏ္ဍ6-6 ခုဆိုတဲ့ကဏ္ဍက6နှစ်က6-6 ခုဆိုတဲ့ကဏ္ဍကရတယ်နော်6-3-3 ရဲ့ဇောင်း6နှစ်က6-6 ခုဆိုတဲ့ကဏ္ဍကဒီဒုရက်က3-6-3 ထွက်လာတယ်ကဏ္ဍကထွက်လာတဲ့ဇောင်း1-2-3-4-5-6 ခု8 9 10ချိန်မှာလေဇောင်း10ချိန်မှာနော်ဇောင်းတက်တဲ့10ချိန်မှာပြန်ကစားပြရမှာနော်ပထမကတိုင်းဆိုပြန်ကစားလိုက်ပြရမယ်6-3-3 တပင်ကျော်မှာ3-6-3 ကြားတယ်6-3-3 ရဲ့ဇောင်းရှင်းက6-6 ကောင်ဇောင်းတက်တဲ့ရှင်းက6-6 ကောင်ကလည်းနော်ကဏ္ဍလူကဏ္ဍကြားတဲ့3-6-3 ရဲ့ဇောင်း10နှစ်မှာ10ချိန်မှာ1-2-3-4-5-6 ခု8 9 10ချိန်မှာဒီချိန်မှာပြန်ကြမှာပေါ့နော်ဒီချိန်မှာပြန်ကြမယ်ဆို6-6 ခုကဒီမှာ6-6 ခုပြန်ကြမယ်အဲ့ဒီပြန်ကြဖို့လေဒီခုနှစ်နောက်တနည်းနဲ့ဆိုခုနှစ်နောက်ပိတ်လေးရဲ့အောက်တပင်ကျော်6-6 ခုကလည်းခုနှစ်နောက်ပိတ်ရဲ့ရှေ့3နှစ်ချပြီးမှဒီ6 ခုပြန်ကြမယ်နော်အားမအောင်နော်အားကြောင့်ဒီမှာက6-8 ခုအားပါနော်ဒီဆိုင်လေးက6-8 ခုဆိုပြီးအားပါနော်ဒီဆိုင်က6-8 ခုအားကျွန်တော်မနေ့ကYouTube လေးအောင်မြင်သူလိုက်မှာကျွန်တော်တင်လာပေးတာကမှဒီမှာလေးကျွန်တော်တင်လာပေးရနော်တင်လာပေးရကဒီ6-8 ခုအားပါနော်ဒီမှာနော်6-8 ခုဒီ6-8 ခုအားကိုကျွန်တော်ပြပေးလိုက်ပါနော်6-8 ခုအားကိုပြပေးလိုက်တယ်နောက်တက်ရှားပြီးတာလည်းကျွန်တော်19 ခု4-3-4 ခွန်4-3 ကိုပြပေးမယ်နော်ခွန်4-3 ပါဆက်ပြပေးတယ်ဗျာလက်ဆိုင်နော်ခွန်4-3 ပါကျွန်တော်ဆက်ပြပေးလိုက်ခွန်4-3 ဆိုင်လေးနှစ်ကဆိုင်လေးပေါ့နော်အောက်ဆက်ပြပေးလိုက်
တင်ငါတစ်ဒေကြတုံးကရှိနော်လင်းတာတကြောလုံးမှာတုံးကရှိတင်ငါတစ်ဒေကြတုံးကရှိပထမကတ်မှာ तू ကမပြီးတာဘူးနော်အလို့နော်သူ့ရဲ့ site ကိုမလုပ်ထားဘူးနော်ခုဒုတိယကတ်နဲ့တက်ကတ်မှာတက်ကတ်တင်ငါတစ်မှာလုပ်ထားတယ်အဲ့ဒါကျွန်တော်ဒီမှာဒီကျွန်တော်စာယူရဲတင်ငါတစ်ကိုကြည့်လိုက်မယ်နော်ဒီတင်ငါတစ်ရဲ့ဒီတင်ငါတစ်ရဲ့ဇောင်း၄နှစ်တက်မယ်1 2 3 4နှစ်တက်တယ်လင်းတက်ပြီးတော့ရှေ့ကိုတဲကို9နှစ်သွားမယ်1 2 3 4 5 6 9 9နှစ်မှာ6နှစ်9ဆိုတာကြာရနော်6နှစ်9ဆိုတာကြာတယ်6နှစ်9ဆိုတာကြာအဲ့ဆိုရင်ဒီမှာတင်ငါတစ်ကြာတယ်တင်ငါတစ်ကြာတယ်နော်တင်ငါတစ်ကြာတယ်ဒီမှာတင်ငါတစ်ကြာတယ်နော်ဇောင်းလင်းတက်တယ်ပြီးတော့ရှေ့တဲ့9နှစ်မှာ6နှစ်9ကြာရနော်အဲ့ဆိုပထမကအဲ့ဒီကမှာလေဒီမှာတင်ငါတစ်တဲကြာရနော်တဲကြာတင်ငါတဲကြာတယ်ဇောင်းလင်းတက်မို့ပေါ့နော်1 2 3 4နှစ်တက်တယ်4နှစ်တက်တယ်နောက်ရှေ့9နှစ်သွားမယ်နော်1 2 3 4 5 6 9 9နှစ်မှာလေပြီးရဲ့ဘက်က6နှစ်9ဆိုတာကြာရနော်တင်ငါဒုတိယတင်ငါတစ်ကဇောင်းလင်းတက်တယ်1 2 3 4နှစ်တက်တယ်ပြီးတော့ရှေ့9နှစ်သွားမယ်နော်ရှေ့9နှစ်သွားမယ်1 2 3 4 5 6 9နှစ်မှာပြီးရဲ့နှစ်ကြိမ်များ6နှစ်9ဆိုတာကြာ6နှစ်9ပဲတဲကြပဲနော်တင်ငါတစ်လည်းတဲကြပဲအဲ့ဆိုရင်ကျွန်တော်ပထမကတ်မှာလည်းတင်ငါတစ်တဲတယ်ပြီးတော့သူရဲ့တိုင်မင်ကြီးပဲနော်6နှစ်9တဲကြရနော်အဲ့ဆိုဒီကတ်မှာလည်းတင်ငါတစ်တဲတယ်ပြီးတော့6နှစ်9တဲကြရနော်6နှစ်9ပဲနော်ပြီးရဲ့နှစ်ကြိမ်ကြာသွားအဲ့ဆိုကျွန်တော်တို့နှစ်ကတ်ဆက်နဲ့နော်ဖန်တော့ပါအဲ့ဆိုပထမကတ်ကတင်ငါတစ်6နှစ်9သူ့အဟောကနန်တစ်ခုံဆိုကနန်ကဘယ်ရလဲဆိုနော်ကျွန်တော်ဘယ်ရလဲဆိုတစ်ခုံဆိုကနန်ကဒီပထမကတင်ငါတစ်ပြီးတော့ရှေ့တောက်ပြက်လင်းတက်တယ်လင်းတက်ပြီးတော့တဲ့9နှစ်မှာ6နှစ်9ကြာရင်တော့ပထမကအဲ့ဆိုဒီ6နှစ်9ရဲ့အောက်ကတစ်တခွန်ဘယ်ရလဲဆိုပထမကတင်ငါတစ်ကသူဇောင်းမှာကတစီသုံးလုံးပေါင်းတယ်နှစ်တယ်8တယ်1တယ်ဆို1ဖြစ်တယ်နော်နှစ်တယ်8တယ်ဆို1တယ်နှစ်တယ်8တယ်1တယ်ဆိုဒီမှာ1တယ်နောက်တစ်ခါအလဲသုံးလုံးပေါင်းမယ်အလဲသုံးလုံးပေါင်းတော့3ခွန်1ဆိုတော့3ခွန်1ဆိုတော့လည်း1တယ်နော်လဲသုံးလုံးပေါင်းတော့1တယ်နောက်ပိတ်3လုံးပေါင်းမယ်နောက်ပိတ်3လုံးပေါင်းတော့တင်ငါ1ဆိုတော့9တယ်နော်1ခွန်ဆိုကနန်းနော်လဲ3လုံးပေါင်းတယ်1တယ်ထစီ3လုံးပေါင်းတယ်1တယ်လဲ3လုံးပေါင်းတယ်1တယ်နောက်ပိတ်3လုံးပေါင်းတယ်1တယ်ဒီခွန်ဆိုတဲ့ကနန်းကိုတဲ့တင်ငါ1ပထမကတင်ငါ1နဲ့6နှစ်9တိုင်မြင်မှန်းမယ်နော်6နှစ်9ကြာပြီးတွေ့အောင်မှာကစားပါတယ်နော်ပထမကကျွန်တော်ပြီးတော့ကကြည့်ဒီကလည်းတင်ငါ1ဒီမှာခုနကျွန်တော်ပြောထားပြီးနော်ဒီမှာ6နှစ်9တွေ့အောက်ကဆိုပထမကတိုင်မယ်ဒီဒုတိယကတင်ငါ1ရဲ့ဒီကတက်ကနေထစီ3လုံးပေါင်းမယ်လေ3လုံးပေါင်းမယ်နောက်ပိတ်3လုံးပေါင်းပါနော်ထစီ3လုံးပေါင်းတော့ဒီမှာက836ဆိုတော့9မယ်836ဆိုတော့ဒီက9တယ်နော်9တယ်နော်836 9တယ်နောက်တစ်ခါလေ3လုံးပေါင်းမယ်368ဆိုတော့4မယ်368ဆိုတော့လေ3လုံးပေါင်းတော့4မယ်လေ3လုံးပေါင်းတော့4မယ်ခွန်4နောက်တစ်ခါနောက်ပိတ်3လုံးပေါင်းတော့346ဆိုတော့3ရယ်346ဆိုတော့3ရမယ်နော်ခွန်4 3တို့တဲရတာပေါ့နော်လေ3လုံးပေါင်းထစီ3လုံးပေါင်းတယ်9မယ်လေ3လုံးပေါင်းတယ်4မယ်နောက်ပိတ်3လုံးပေါင်းတယ်3ရမယ်ပထမကတိုင်းဆိုဒီမှာကခွန်4 3ဆိုတော့ကတိုင်းရတယ်နော်ခွန်4 3ဆိုတော့ကတိုင်းရပါတယ်ခွန်4 3ရတယ်နော်ခွန်4 3ရ
ကျန်တဲ့ site တွေကျွန်တော်တရက်ရှားကျွန်တော်ပြပြီးမယ်နော်ဒီနေ့9ရက်ဆို17ရက်တစ်ခါပြပြီးမယ်13ရက်တစ်ခါကျပြပြီးမယ်13ရက်ကြာလို့ရှိရင်ကျွန်တော်အော်ရမယ်ကလန်း site ကိုကျွန်တော်ပြပြီးရမယ်နော်ခုကခွန်လေး300ကိုပြပြီးလိုက်နော်ခွန်လေး300ကိုပြပြီးလိုက်တယ်နောက်ရကြကျွန်တော်ဒီကိုခွန်လေး300လေးပြမယ်နောက်13ရက်နေ့ကြာလို့ရှိရင်ကျွန်တော်အော်ရမယ်ကလန်းကိုကျွန်တော်ပြပြီးရမယ်နော်348ပတ်လဲပေါ့ဗျအော်ရမယ်ကလန်းဥရိယကျူပြောပြထားတယ်နော်348ပတ်လဲသူအော်ရမယ်ကလန်းနောက် site နဲ့ကျွန်တော်ပြပြီးမယ်နော်အဲ့ဒီကလန်းကိုဒီစီမှာကြည့်ကောင်းနော်ကျွန်တော်ကောက်လေးကိုလည်းတွေ့ရမိစေများကောက်တဲ့လေးကိုယူကပိတ်ခံရတဲ့အတွက်အောင်မြင်သူယူကပိတ်ခံရတဲ့အတွက်ကျွန်တော်ကောက်တဲ့လေးကို share လေးလုပ်ပေးကြပါနော် share လေးလုပ်ပေးနဲ့ဝင်ပေးကြပါဗျာအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံး connect ပါဗျာ